Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စုအိမ်မှာခဏခဏတုတ်စားဖြစ်တဲ့အရန်စားလို့ကောင်းတဲ့ပဲပြားတုတ်နီလေးကိုလာမြောက်ပေးတာပါအိမ်မှာတုတ်စားတော့တန်းတန်းရှင်းရှင်းနဲ့များများလေးလည်းစားရပါတယ်ပဲပြားတုတ်ကောင်းကောင်းလေးကိုအိမ်မှာပဲအလွယ်တကူတုတ်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ဆွေးရဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးနော်ပဲပြားကိုတော့စုကနှစ်တွဲသုံးထားပါတယ်ပဲပြားကိုအရင်ဆုံးကြော်ပေးဖို့ရအတွက်ကြိုက်နေတဲ့ပုံစံလေးလှီးပေးလို့ရပါတယ်စုကတော့အခုလိုမျိုး3ကန်ပုံစံလေးပဲအကုန်လုံးလှီးထားပေးလိုက်ပါတယ်ပဲပြားတုတ်ကိုဝယ်စားရတဲ့စားလို့ရှိရင်တော့အိမ်မှာအခုလိုမျိုးကိုယ်တိုင်လောက်စားတာကအများကြီးပိုတန်ပါတယ်စုပဲပြားနှစ်တွဲကိုသုံးပြီးတော့လောက်စားရဆိုလို့ရှိရင်ပဲပြားတုတ်3ပွဲစားလောက်ရပါတယ်ကဲဆိုတော့ပဲပြားလေးတွေကိုလည်းအခုလိုမျိုးအကောင်လုံးလှီးပြီးပြီဆိုလို့ရှိရင်တော့ကြော်ပေးဖို့ရအတွက်စီအိုးလေးတည်ထားပါမယ်စီပူတိုင်းတော့စနေမုတ်လေးထည့်ပြီးတော့မှပဲပြားတွေအကောင်လုံးကိုထည့်ကြော်ထားပေးလိုက်ပါမယ်ပဲပြားကိုတော့အပြင်ခွန်လေးတွေတင်းလာတဲ့အထိကြော်ရင်းမှဖြစ်ပါတယ်ဒီလိုမျိုးလေးကြော်ပြီးတော့တုတ်တာကအရင်အောင်စားလို့ကောင်းတယ်ပေါ့နော်ကဲဆိုတစ်ဖက်ကချက်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှမ်းပြီးတော့ကြော်ပေးပါမယ်အခုလိုမျိုးပဲနှစ်ဖက်စလုံးသေချာလေးတင်းသွားပြီဆိုလို့ရှိရင်တော့စီရဲကနေဆဲထုတ်ပြီးတော့အေးခဏလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ပဲပြားလေးလည်းကြော်လို့ပြီးပေါ့နော်ပဲပြားကြော်လေးကိုအေးခဏတော့မှတော့အသီးရွက်လေးပြင်ဆင်ပေးပါမယ်ပဲပဲမောင်လေးနဲ့ငယ်ကိုရင်နွေးပူပူလေးထဲမှာဆိုတော့10မိနစ်2မိနစ်လောက်ရင်နွေးလေးဖြောပေးလိုက်ပါမယ်အကြာကြီးတည်ပေးစရာမလိုဘူးပေါ့နော်10မိနစ်2မိနစ်လောက်ဆိုရပါပြီကဲဆိုရသွားပြီဖြစ်တဲ့ပဲမောင်လေးတွေကိုစကားလေးနဲ့စစ်ပြီးတော့အေးခဏပါမယ်ကော်ဖီလေးနဲ့ထည့်ထုတ်ချင်တာမလို့ကော်ဖီကိုတော့ဂျစ်လေးနဲ့ပဲပပလေးချစ်ထားပေးလိုက်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်ပြီးရနဲ့နနမင်းလေးကိုလည်းရေးဆေးပြီးတော့မှဒီတဲကိုပဲညှက်ထည့်ထားပေးလိုက်ပါမယ်နနမင်းလေးပါမှလည်းပဲပြတုပ်လေးကစားလို့ကောင်းတာပေါ့နော်ပြီးတာနဲ့တခွားသီးကိုလည်းခပ်ပပလေးချစ်ထားပေးလိုက်ပါမယ်တချို့ကတော့အတုံးလေးလှီးပြီးတော့ထည့်တယ်စုကတော့ဒီလိုမျိုးပပလေးချစ်ပြီးတော့အများကြီးထည့်စားရတာကိုကြိုက်ပါတယ်စုတို့ပေါင်းပစ္စည်းတွေလည်းအကုန်လုံးစုံသွားပြီဆိုတော့စပြီးတော့တုပ်လို့ရပါပြီအရင်ဆုံးတော့ရေးစစ်ထားတဲ့ပဲမောင်လေးထည့်ပါမယ်ပဲမောင်တို့တခွားသီးတို့ကတကျွတ်ကျွတ်နဲ့ဆိုတော့ပဲပြတုပ်လေးကအရင်အောင်စားလို့ကောင်းပါတယ်တခွားသီးလေးလည်းခပ်များများလေးထည့်တယ်ချစ်ထားတဲ့ကော်ဖီနဲ့နနမင်းလေးလည်းထည့်လိုက်ပါမယ်ပြီးတာနဲ့ပဲပြကိုတော့စိတ်ကြိုက်ကကြီးလေးနဲ့ညှက်ပြီးတော့ထည့်ပါမယ်အပြင်မှာဝယ်စားရင်အစပလာတွေကများပြီးတော့ပဲပြနည်းနည်းလေးပေါ့နော်ကိုယ့်အိမ်မှာကိုစားရဆိုတော့ပဲပြကိုအများကြီးထည့်ပြီးတော့စားပါတယ်ပြီးရင်တော့ပဲမုံလေးထည့်မယ်အချိုမုံလေးနဲ့ပဲလိုက်တာမလို့အချိုမုံလေးထည့်မယ်ပြီးရင်တော့ငံပြရည်လေးနည်းနည်းထည့်ပါမယ်ပြီးတာနဲ့ပဲပြတုတ်ထဲမှာမပါမဖြစ်ထည့်ရမယ်ငရုတ်စီလေးကိုလည်းထမင်းစားစုံနဲ့တစုံခွဲစားလောက်ထည့်ပါမယ်အချင်းတော့ကိုတော့မကြီးလေးတစုံထည့်မယ်ပြီးရင်တော့ငရုတ်ဒီချက်မုံကိုစိတ်ကြိုက်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်ကျစ်တော်နီစီချက်လေးကိုတော့စီချက်ဖက်များများလေးနဲ့နှစ်စွန်းစားလောက်ထည့်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ပေါင်ပစ္စည်းတွေအကုန်လုံးတော့စုံသွားပြီပေါ့နော်ဆိုတေချာလေးနေပြီးလိုက်ပါမယ်ငရုတ်စီလေးများများလေးနဲ့လုံးဝဆိုင်နေမှာတုတ်တဲ့အတိုင်းပေါ့နော်အရသာကတစ်ထက်တည်းဖြစ်ပြီးတော့စုကတော့အိမ်မှာခဏခဏဒီနည်းလေးတိုင်းပဲတုတ်စားဖြစ်ပါတယ်ဒီပဲပြတုတ်ကဆိုလို့ရှိရင်တခွားသီးတို့ပဲမောင်တို့ကလည်းတကျွတ်ကျွတ်နဲ့ဆိုတော့ထမင်းလေးနဲ့ပဲဆက်စားဒီတိုင်းလေးပဲဆက်စားအရင်အောင်စားလို့ကောင်းပါတယ်ပဲပြတုတ်ကောင်းကောင်းလေးတုတ်စားကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးတွေအတိုင်းတုတ်စားကြည့်ပါအရင်အောင်စားလို့ကောင်းပါတယ်ကဲဒါဆိုရင်တော့ဆွေးဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်လည်းဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစတိုက်တင်ပေးဖို့ရှိတာမလို့ဆွေးရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်နောက်ထပ်ဗီဒီယိုအသစ်လေးအတွက်လည်းဘေးနားအခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ